တချိန်တုန်းကတင်းနဲ့အကီအဗာတူညီတဲ့တင်းဝိညာဉ်ရဲ့နောက်တစ်ချောင်းလို့ခံစားရတဲ့တရားနဲ့ဆုံးဖို့ရသလားသူနဲ့စတွေ့လာတဲ့တက်တက်လုံးသိခဲ့ဘူးတလို့ယဉ်နီးပြီးဘဝတစ်ခုလုံးပြောင်းလဲသွားမယ်လို့ခံစားရဘူးပါသလားဒါဆိုရင်တင်းဟာတင်းရဲ့ twin flame ဝိညာဉ်နဲ့ချမ်းနဲ့အဆုံးစီးရမယ့်လမ်းကြောင်းပေါ်ရောက်နေပြီလားမသိဘူးနော် twin flame ဆိုတာ soulmate နဲ့တူတူမဲလားဘာကွာလဲဘာကြောင့်ဒီဆက်ဆံရေးကပြင်းထန်ပြီးနာကျင်ဟလာလဲဒီနေ့ကိုယ့်ရဲ့ twin flame ကိုတီးပြီးသားလို့တဲ့အတွက်လည်းအစင်မထီဖြစ်နေရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ tips and tricks ပါဝင်မှာမို့ UL creation ကို like follow နဲ့ share လေးလုပ်ပေးထားကြအောင်နော် twin flame ဆိုတာရိုးရိုးဆိုးမိတ်ထက်ပိုနှဆိုင်ပါတယ်စကြဝဠာကြီးကနေဝိညာဉ်တစ်ခုကိုဖန်ဆင်းတဲ့အခါအဲ့ဒီဝိညာဉ်ကိုအတုံးအခက်နှစ်ခုအဖြစ်ပိုင်းခြားလိုက်တယ်လို့ယုံကြည်ကြပါတယ်အဲ့ဒီနှစ်ခုတည်းကတစ်ခုကတင်းဖြစ်ပြီးနောက်တစ်ခုကတင်းနဲ့ twin flame ဖြစ်တဲ့သူပါပဲဒါကြောင့် twin flame ဆက်ဆံရေးဟာဝိညာဉ်နှစ်ချမ်းပေါက်စီခြင်းဖြစ်ပြီးတယောက်ကနောက်တစ်ယောက်ရဲ့မှန်လို့ပါပဲတင်းရဲ့ကောင်းတဲ့အရာတွေစိုးတဲ့အရာတွေကြောက်ရွံ့မှုတွေအားထားချက်တွေအားလုံးကိုအချင်းချင်းထင်ဟပ်ပြပါလိမ့်မယ်လူတော်တော်များများက twin flame ရဲ့ soulmate ကိုရောထွေးတတ်ကြပါတယ် soulmate ဆိုတာတင်ဘဝတဲ့ကိုနာကျင်စရာသင်ခန်းစာတွေပေးဖို့အားပေးကူညီဖို့ရောက်လာတဲ့ဝိညာဉ်တွေပါသူတို့ဟာတင်းရဲ့မိသားစုဝင်တွေတငယ်ချင်းတွေဖြစ်နိုင်ပြီးနှွေထွေးတည်ငြိမ်တဲ့ဆက်ဆံရေးမျိုးကိုပေးပါတယ်ဒါပေမဲ့ twin flame ကတော့မတူပါဘူးသူတို့ဟာတင်းရဲ့ဝိညာဉ်အမှားချစ်တာကြောင့်အချင်းချင်းကိုပြင်းပြင်းထန်ထန်ပြောင်းလဲစေဖို့တင်းရဲ့ဝိညာဉ်ရင့်ကျက်မှုကိုအမြင့်ဆုံးရောက်အောင်တွန်းပို့စေဖို့ရောက်လာတာပါဒီဆက်ဆံရေးကမတည်ငြိမ်နိုင်ပါဘူးပြင်းထန်ပြီးစိန်ချမှုတွေများပါလိမ့်မယ် soulmate ကကောင်းတဲ့ lesson ရောဆိုးတဲ့ lesson ရောပေးနိုင်ပေမဲ့ twin flame တွေကလည်းအချင်းချင်းတွဲခေါ်ဖို့အញ្ញမ်းလွယ်ကူပြီးအဆင်ပြေသွားရင် powerful couple ဖြစ်တဲ့အထိဘဝမှာသူမတူတဲ့အောင်မြင်မှုတွေကိုပေးစွမ်းနိုင်ပါတယ် twin flame တိုင်းကြောင်လိုက်ရမယ်ခရီး twin flame ချာနေအဆင်ရှင်နေစင် twin flame ခရီးလမ်းကတကယ်တော့အဆင့်များစွာရှိပြီးအတော်လေးစိန်ချမှုများပါတယ် recognition and intense connection မှတ်မိခြင်းနဲ့ပြင်းထန်တဲ့ဆက်နွယ်မှုစားတွေ့တာနဲ့မယုံတိုင်လောက်အောင်ယဉ်နီးပြီးပြင်းထန်တဲ့ဆွဲဆောင်မှုကိုခံစားရပါလိမ့်မယ်ဒါဟာတင်တို့နှစ်ဦးရဲ့စိတ်ဝိညာဉ်တွေအချင်းချင်းမှတ်မိသွားတာပါ The honeymoon phase ပြားရည်စံကာလအရာအောင်တော့ကပြီးပြည့်စုံတဲ့တော့ခံစားရပြီးကဘာပေါ်မှာဒီလိုလူမျိုးမရှိတော့ဘူးလို့ထင်ပါလိမ့်မယ် The shadow work မောင်မိုက်တဲ့ဘက်ကိုရင်ဆိုင်ခြင်းဒါကခက်ခဲတဲ့အဆင့်ပါတရက်မှာ24နာရီရှိရင်25နာရီလောက်ရန်ဖြစ်နေရတဲ့ love hate relationship မျိုးလည်းဖြစ်တတ်ပါတယ်ဘာလို့လဲဆိုတော့ကိုမမြင်ချင်တဲ့ကိုယ့်ရဲ့ dark side ကိုအမားတွေကိုသူ့စီမှာမှန်လို့ပြန်မြင်နေရလို့ပါပဲကိုအမားကိုမပြင်ပဲသူ့ကိုအရင်သွားပြင်ခိုင်းလို့ပြဿနာကတက်ပြီးပေါ့တယောက်မိကိုတယောက်ကပြန်ဝါမျိုးသွားမအောင်တတိထားပါရာနာချေစာ dynamic တန်တရာတယောက်ကထပ်ပြီးတယောက်ကလိုက်တဲ့ကြောင်းရုံမှုဒါမှမဟုတ်ကိုမပြေဆုံးမှုတို့ခံစားရတဲ့အခါတစ်ဖက်ကဝိညာဉ်အမြော်ကထပ်ပြေးတတ်ပါတယ်ဒါပေမဲ့နောက်တစ်ယောက်ကပြန်လိုက်ကြမျိုးတွေနဲ့တန်တရားလဲနေပါလိမ့်မယ် separation ခွဲခွာခြင်းဒီစက်မှာရုပ်ပိုင်းဆိုင်ရာအရာခွဲခွာသွားတတ်ပါတယ်ဒါဟာအချင်းချင်း self love ကိုချစ်ဖို့နဲ့ inner healing အတွင်းစိတ်ကိုကုစားဖို့တိုင်အချင်းယူရတဲ့အစင်မှာ surrender လက်ခံခြင်းအချင်းချင်းအတင်းကြမတွေ့ကတ်တော့ပဲစားကြော်လာတဲ့အချင်းကိုစောင့်ဆိုင်ဖို့လက်ခံလိုက်တဲ့အစင်မှာ reunion ပြန်လည်ဆုံစည်းခြင်းနှစ်ဦးစလုံးအတွင်းစိတ်ကို healing လုပ်ပြီးကိုချစ်တက်လာတဲ့အခါပြန်လည်ဆုံစည်းပြီးပုံမှုမြင့်မာတဲ့ရည်ရွယ်ချက်တစ်ခုအတွက်အတူတကွလှုပ်ဆောင်ကြပါရယ် The purpose of twin flames ရည်ရွယ်ချက် twin flames ဆက်ဆံရေးဟာရိုးရိုးချစ်ချင်းမေတ္တာထပ်ပေါ်ပါတယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ spiritual awakening ဝိညာဉ်နိုးကြားမှုပါပဲတညို့နှစ်ဦးအချင်းချင်းရဲ့အမြင့်ဆုံး potential ကိုရောက်အောင်ထွန်းအားပေးဖို့ကမ္ဘာကြီးအတွက်ပုံမှုကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုကိုအတူတကွလှုပ်ဆောင်ဖို့ရောက်လာတာပါဒါဟာအချစ်တစ်ခုတည်းအတွက်မဟုတ်ပဲကိုရှာဖွေတွေ့ရှိခြင်းစိတ်တန်ရာတွေကိုကူးစားခြင်းနောက်ဆုံးမှာအပြည့်အဝနိုးကြားပြီးချစ်ချင်းမြတ်တာကိုကဘာမျိုးပေါ်ဖြန့်ဝေဖို့ဖြစ်ပါတယ် Your creation နဲ့အကြံပြုချင်တာက twin flame ခီးလန်းဟာလွယ်ကူတဲ့ line မျိုးမဟုတ်ပါဘူးအရန်ကိုပြင်းထန်ပြီးစိန်ခေါ်မှုများပါတယ်ဒါပေမဲ့တန်ဖိုးရှိတဲ့ခီးတစ်ခုပါ self love and self care ကိုချစ်ချင်းနဲ့ဂရုစိုက်ခြင်း twin flame ဆက်ဆံရေးမှာအရေးကြီးဆုံးကကိုပြန်ချစ်ဖို့နဲ့ကိုဂရုစိုက်ဖို့ပါပဲကိုရဲ့ပျော်ရွှင်မှုကတခြားသူတစ်ယောက်ပေါ်မှာမမူတည်ပါစေနဲ့ heal your wounds ဒဏ်ရာတွေကိုကုစားပါဒါရီဟာ Rana Chisa dynamic ကိုဖြစ်စေတဲ့အဓိကအကြောင်းအင်းတွေပါ trust the universe စာကြဝဠာကိုယုံကြည်ပါခွဲခွာရတဲ့အခါစိတ်တက်မကြပါနဲ့ဒါဟာတင်ညွန့်နှစ်ဦးစလုံးအတွက်ကြီးထွားဖို့အချိန်ပေးတာပါစာကြဝဠာရဲ့အချိန်ကိုယုံကြည်ပြီးကိုယ့်ရဲ့ spiritual journey ကိုဆက်သွားပါ not all intense connections are twin flames ပြင်းထန်တဲ့ဆက်ဆံရေးတိုင်း twin flame မဟုတ်ပါဘူးတခါတလေ toxic soulmate တွေလည်းရှိတတ်တာကြောင့်တတိထားပါတင့်ကိုတကယ်မြင့်တင်းပေးမဲ့သူလားဆွဲချမဲ့သူလားဆိုတာခွဲခြားတတ်ဖို့အရေးကြီးပါတယ် twin flame ဆိုတာ healthy ဖြစ်တဲ့ဆက်ဆံရေးဆိုရင် powerful couple ဖြစ်လာမှာဖြစ်ပြီးအတီးသားကင်းဝိုက်လည်းရင်တယောက်ကိုတယောက်ပြန်ဖြတ်စည်းမဲ့ရန်သူ nemesis တွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မီးတောက်ကိုအပြူဆောင်တဲ့ပတ်မှာအသုံးချနိုင်ကြပါစေ twin flame ဆိုတာထာဝရချစ်ချင်းတာမဟာကိုရှာဖွေတွေ့ရှိပြီးဝိညာဉ်နိုးကြဖို့အတွက်အမြင့်ဆုံးအခွင့်အရေးတစ်ခုပါအားလုံးပဲပျော်ရွှင်ပြီးလေးနက်တဲ့ဝိညာဉ်ခရီးကိုဆက်ရှောင်နိုင်ကြပါစေလို့ Your Creation ကနေဆုတောင်းပေးလိုက်ပါတယ်